ဇလန်လီကတော့ Paris မြို့မှာနေတဲ့ Vincent နဲ့ Sophie တို့လင်မယားနှစ်ယောက်အသားဆိုင်ဖွင့်ထားတာကနေအစားပြုထားပါတယ်။ဒါပေမဲ့သူတို့ဆိုင်ကရောင်းကောင်းနေတဲ့ဆိုင်တော့မဟုတ်ပါဘူး။ဝယ်သူကလည်းအကြကြီးရက်ဆောင်နေရတာကိုစိတ်ပြက်နေပုံရပါတယ်။အဲဒီအချိန်တက်လွတ်စားတဲ့အစွန်းရောက်တွေကသူတို့ဆိုင်ကိုစိတ်အနေတွေနဲ့လမ်းပတ်တယ်လို့ပစ္စည်းတွေကိုဖျက်ဆီးပြီးအပြင်ဘက်ကမှန်ပေါ်မှာလည်းပုံဆွဲသွားပါသေးတယ်။ Vincent ကလိုက်ဖန်တဲ့အခါတယောက်ကိုမြေကြီးပေါ်ပြစ်လဲလိုက်နိုင်ပြီးမျက်နှာဖုံးကိုချွတ်ဖို့လုပ်ပေးမယ်သူတငယ်ချင်းတွေပြန်ရောက်လာပါတယ်။ Vincent ကိုခြေထောက်နဲ့ပိတ်ကန်ပြီးသူတို့တငယ်ချင်းကိုခေါ်ကထွက်ပြေးသွားပါတော့တယ်။အဲဒီနောက်ပိုင်းသူတို့ရဲ့တငယ်ချင်းတွေဖြစ်ကြတဲ့ Stephanie နဲ့ Mark စီသွားလိုက်ရင်ဘန်ကနေချင်းငွေမရတဲ့အကြောင်းပြောပြပါတယ်။စစချင်း Stephanie ကတနာတဲ့ပုံစံမျိုးရှင်းနေပေမဲ့ Mark ရဲ့အသားဆိုင်ကနေပတ်စံတွေဘလုံးဝင်နေကြောင်းကိုကြွားပါတော့တယ်။ Mark ကပါကြွားဝနေရင်နဲ့ဆိုင်ကိုကာဝယ်နိုင်မှုအတွက်လက်ဆောင်ဆိုပြီးတနက်တလက်ကိုပေးပါတယ်။ Vincent ကလက်မခံတင်ဘူးလို့ထင်ပေမဲ့ Mark ကယူသွားဖို့ပြောပြီးရေကူးခံတွေကအယုတ်လေးကိုပြစ်ပြပါတယ်။အိမ်ပြန်တဲ့လမ်းမှာတော့ Sophie ကသူတို့ရဲ့အိမ်တော်ကြီးကရင်ခုန်စရာမကောင်းတော့ဘူးလို့ဆိုကကွာရှင်းမှုပြောပါတယ်။ Vincent ကတော့တေချာနားထောင်မနေပဲဘေးကစပိန်နဲ့အမျိုးသမီးတယောက်ကိုတရေချမိပြီးကားကိုရပ်လိုက်ပါတယ်။ Vincent ကသူတို့ဆိုင်ကိုလာတိုက်ခိုက်သွားတယ်လို့ထင်နေပြီးပြန်လဲကြည့်ဖို့လုပ်ရင်ကားနဲ့မတော်တဆတိုက်မိကတေသွားပါတယ်။ထိတ်လန့်နေတဲ့ Vincent တယောက်ရဲကိုခေါ်ဖို့လို့တော့ Vincent ဟာအရှက်မူးနေတယ်လို့ကားထဲမှာလည်းတနက်ပါလာလို့ထောင်ချခံရနိုင်တယ်လို့ Sophie ကပြောပါတယ်။အဲဒီအစားသူမကြည့်ဘူးတဲ့အမှတ်တမ်းရုပ်ရှင်တွေကလူသက်သမားလုပ်တယ်လို့အပိုင်းပိုင်းခုတ်ထည့်ပြီးအမအိတ်တွေထဲကမြို့အနှံ့မှာပြစ်လိုက်ဖို့အကြံပေးပါတယ်။ Vincent ကလည်းလူသေးအလောင်းကိုဆိုင်ကိုယူသွားပြီးစတင်ခုတ်ချက်ပါတော့တယ်။ဆက်စားခြင်းတော့အတုံးကြီးခုတ်ပြီးနောက်တော့သေးလေးတွေခုတ်လိုက်ပါတယ်။အဲဒီလိုခုံနေတော့ခွေးလေးကအနားကိုရှောက်လာပြီးအောက်ပြုတ်ကျသွားတဲ့နှစ်ရွက်တစ်ဖက်ကိုစားလိုက်ပါတယ်။ခွေးကဟောင်းပြီးထပ်တောင်းနေရတဲ့ Vincent လည်းနောက်နှစ်ရွက်တစ်ဖက်ကိုပြစ်ချပြီးကျွေးလိုက်ပါတယ်။အားလုံးပြီးစီးတော့လို့ Vincent ကအိတ်ခမ်းနဲ့ဝင်လာတဲ့အချိန် Sophie ကတော့မှုခင်းနဲ့ပတ်သက်တဲ့အမှတ်တမ်းရုပ်ရှင်ကိုကြည့်နေပါတယ်။ Sophie က Vincent နဲ့ question တော့မှဖြစ်လို့တူတူမအိတ်တော့ဖို့ပြောတာနဲ့ Vincent လည်းဆိုဖာပေါ်မှာပဲအိတ်လိုက်ရပါတယ်။နောက်တနေ့မနေ့ရောက်တော့ Vincent နိုးလာပြီးဆိုင်ထဲကိုအမြန်ဝင်လာပေမဲ့မနေ့ကလူအသားကို Sophie ကရောင်းနေပါတယ်။ Vincent လည်းဆိုမလို့လုံနေတော့ဝဲသွားတဲ့သူကပြန်လာပြီးသူမစားဘူးတဲ့အသားထဲမှာအကောင်းဆုံးအသားပဲလို့ပြောပြီးထပ်လာဝဲတာပါ။ Vincent ကအခြားတစ်ခုကိုပြောင်းပြီးရောင်းဖို့လုပ်ပေမဲ့ခုနကဝဲသွားတဲ့အသားကိုသာလိုချင်ကြောင်းပြောပါတယ်။ Sophie ကတော့နားမလည်နိုင်မှုဖြစ်နေပေမဲ့ Vincent ကအခြားအသားတွေစီကပြောင်းယူထားတာဖြစ်ကြောင်းပြောလိုက်ပါတယ်။ Sophie စားကြည့်တော့လည်းအရသာရှိနေလို့ Vincent က Iran Web အမျိုးအစားဆိုပြီးလိမ်လိုက်ပါတယ်။ဒါနဲ့ဝယ်သူပြန်သွားတော့ Sophie ကအမှန်ကိုပြောခိုင်းမှ Vincent လည်းရှင်းပြလိုက်ပါတယ်။အစောပိုင်းတော့ Sophie ကလန့်သွားပေမဲ့ Vincent ကိုပါမြည်ကြည့်ဖို့ပြောပါတယ်။ Vincent ကညင်နေပေမဲ့ Sophie ကတော့ခန္ဓာကိုယ်တစ်ခုလုံးကိုရောင်းလိုက်ရင်တက်သေးပါပျောက်သွားမှဆိုပြီးတိုက်တွန်းပါတယ်။အဲဒီအချိန်နောက်ထပ်ဝယ်သူတစ်ယောက်ရောက်လာပါတယ်။သူကခုနကအမျိုးသမီးရဲ့တငယ်ချင်းဖြစ်ပြီးအသားကိုစားကြည့်ရင်းနဲ့တအားကြိုက်သွားလို့လာဝဲတာဖြစ်ကြောင်းပြောပါတယ်။ဒီလိုနဲ့သူတို့ဆိုင်ရဲ့အသားအကြောင်းကပြန့်သွားပြီးဝယ်သူတွေများလာပါတော့တယ်။ရဲအရာရှိ Netterman လည်းအသားလာဝဲတော့သူတို့လင်မယားကလန့်သွားပါတယ်။ဒါပေမဲ့ရဲကဘာကိုမှတန်တရားဖြစ်မနေပါဘူး။ညစာစားတဲ့ချိန်မှာ Vincent ကအသားကိုစားကြည့်လိုက်တော့အရသာကိုကြိုက်သွားပါတယ်။ Sophie ကလူတွေကိုထပ်တက်ပြီးအသားရောင်းမှုပြောတော့ Vincent ကနောက်နေတယ်လို့ထင်နေပါတယ်။ Sophie ကတော့အတီးပြောနေတာဖြစ်ပြီးဆိုင်ကိုလည်းဒေဝါလီမခံရအောင်ကဲ့တင်နိုင်မယ်လို့ပြောပါတယ်။ဒီနေ့သူတို့ရဲ့သမီးဖြစ်သူ Chloe ရောက်လာပြီးသူမရဲ့ချစ်သူ Lucas နဲ့မိတ်ဆက်ပေးပါတယ်။ Lucas ကတက်လွတ်စားရတဲ့သူဖြစ်ပေမဲ့သူတို့ဆိုင်ကိုလာတိုက်ခိုက်တဲ့သူတွေလိုအစွန်းရောက်မဟုတ်ဘူးလို့ပြောပါတယ်။ Vincent နဲ့ Sophie က Lucas ကိုဘာမှမပြောပေမဲ့လည်း Chloe ကပါတက်လွတ်စားနေတာကိုတော့အံ့ဩသွားကြပါတယ်။ Lucas ကမိုးမစားပါဘူး။မိုးကကြက်ပြုတ်ရည်တဲ့စိန်နာလို့ဖြစ်ပြီးဝိုင်းကိုလည်းသူကမတောက်ပါဘူး။ရိုးရဝိုင်းတွေလုပ်ဖို့စပစ်သီးကိုခြေတဲ့အခါအသီးထဲပါလာနိုင်တဲ့ insect လေးတွေကအသီးကိုခြေရင်းနဲ့တေးသွားနိုင်တာကြောင့်လို့ဆိုပြီးမတောက်တာပါ။ Cheese နဲ့ cake ကိုလည်း Lucas ကနို့နဲ့ကြက်ဥပါနေလို့ဆိုပြီးမစားပြန်ပါဘူး။ဒီလိုနဲ့သူတို့နှစ်ယောက်လည်းပြန်တော့ Vincent ကစိတ်တွေတိုးပြီးလူသက်ဖို့သဘောတူလိုက်ပါတယ်။သူတို့ကတက်လွတ်စားတော့ဆိုင်ကိုသွားပြီးလေးလာကြပါတယ်။အဲဒီမှာဟင်းချက်တဲ့လူဝဝကြီးကိုတွေ့ပြီးသူ့ကိုတက်ဖို့ရွှေ့လိုက်ပါတယ်။ Vincent လည်းအဲ့ဒီလူဝါကြီးနောက်လိုက်သွားပြီးဓားကိုရွှဲလိုက်တဲ့ချိန်လူဝါကြီးကကြောက်ပြီးអော်လိုက်တော့ Vincent လည်းလန့်ပြီးထွက်ပြေးလာပါတယ်။ကားပေါ်လဲရောက်ရောလူဝါကြီးကပြန်ခုခံလို့ထွက်ပြေးလာတာဆိုပြီး Sophie ကိုပြောပါတယ်။ Sophie ကတော့သူ့လိန်နေတာကိုသိပြီးတေချာစီစဉ်ဆွဲဖို့တော့လိုပြီးဆိုပြီးသူမကြည့်ထားတဲ့မှတ်တမ်းရုပ်ရှင်တွေကအကြောင်းကိုရှင်းပြပါတယ်။နောက်တရက်မှာတော့ Vincent နဲ့ Sophie ကအသားစားတဲ့လူတွေကိုစံကျင်တဲ့တက်လွတ်သမားတွေအဖြစ်ဟန်ဆောင်ကြပါတယ်။အမျိုးသားတစ်ယောက်ကရန်လာတွေ့တဲ့အခါ Sophie ကသူမကပဲတက်လွတ်စားတဲ့လူလိုဟန်ဆောင်ပြီးပြန်ရန်တွေ့ပါတယ်။နောက်ထပ်အမျိုးသားတစ်ယောက်ကလာပြောတော့လဲ Sophie ကအော်ဟစ်ပြီးဆဲဆိုလိုက်ပါတယ်။ဒီတစ်ခါတော့တက်လွတ်သမားတစ်ယောက်ကလာမိတ်ဆက်ပြီးတီးတန့်တွေ့ကြဖို့ပြောပါတယ်။အဲ့ဒီအမျိုးသားကလူနှစ်ယောက်ထပ်ခေါ်လာပါတယ်။၃ယောက်လုံးကိုမနိုင်နိုင်တာကြောင့် Vincent နဲ့ Sophie ကထွက်သွားဖို့လဲပြင်ရောသူတို့အစီအစဉ်မှာပါဖို့ခေါ်တာနဲ့ Vincent ကလက်ခံလိုက်ပါတယ်။
Vincent နဲ့ Sophie ကိုမျက်နှာပုံစွပ်တွေပေးရင်တယောက်ကမြင်ဖို့နေတယ်လို့ပြောတော့သူတို့ကပန်းရောက်နေသူတွေပါလို့လိန်လိုက်ပါတယ်။သူတို့အားလုံးအသားဆိုင်တစ်ဆိုင်ကိုရောက်သွားတော့ Sophie က Mac ရဲ့ဆိုင်ဖြစ်နေတာကိုသိလိုက်ပြီးစောင့်ကြည့်နေပေးဖို့အပြစ်မနေခဲ့မယ်လို့ပြောလိုက်ပါတယ်။ Vincent ကတော့ဆိုင်ထဲလိုက်သွားပြီးပစ္စည်းတွေကိုဖျက်ဆီးသလို Mac ရဲ့ပုံကိုပါသေးနဲ့ပန်းလိုက်ပါတယ်။အဲဒီနောက် Sophie ကတငယ်ချင်းကိုသစ္စာဖောက်ရမလားဆိုပြီးပြောတော့ Vincent က Mac ရဲ့ဆိုင်ကြီးကြောင့်သူတို့လိုဆိုင်သေးသေးလေးတွေကထိခိုက်နေရတာလို့ပြောပါတယ်။အစားလဲစားလို့မဝင်မဲ့ Vincent ကလူသားလောက်အရသာမရှိဘူးလို့ထင်နေပါတယ်။ဒါပေမဲ့သူကလူသက်ဖို့ကိုတော့ညင်နေတာကြောင့် Sophie ကသူ့ကိုငကြောက်လို့ခေါ်ပြီးသူမအပေါ်ကိုပဲမိခိုနေတယ်လို့ပြောပါတယ်။ Vincent လည်းဒေါသထွက်သွားပြီးခရင်နဲ့ရွယ်ကသူတို့နှစ်ယောက်လုံးလုံးဝပြီးသွားပြီလို့ပြောပြီးထွက်သွားပါတော့တယ်။ Sophie ကတော့စပွဲတို့ကောင်လေးနဲ့မှုခင်းမှတ်တမ်းကြောင်းပြောပြီးကြံခဲ့ပါတယ်။စပွဲတို့ကအိမ်ပြန်လိုက်ပို့ပြီးတော့အိမ်နာကအသားဆိုင်ကိုတရေချမိသွားပါတယ်။တကယ်တော့သူကတက်တက်လွတ်စားရသူဖြစ်နေတာပါ။ဒါပေမဲ့သူကဂယုမဆိုင်ပဲဆိုဖီနဲ့နှကန်းချင်းတိတ်နန်းနေရင်နဲ့ဆိုဖီကသူ့ရဲ့ရှာကိုကိုင်လိုက်မိပါတယ်။သွေးတွေထွက်လာတော့တန်ရှင်းမို့ဆိုပြီးဆိုဖီကသူ့ကိုအိမ်ထဲခေါ်လာပါတယ်။သူ့ရဲ့ချိုးခန်းထဲရောက်နေတော့ Vincent ကိုနောက်ထပ်သားကောင်ရပြီဆိုပြီးတဝင်းတူအောင်လို့နန်းနဲ့အကြောင်းကိုအသေးစိတ်ပြောပြပါတယ်။ Vincent လည်းစိတ်တူပြီးဓာတ်ကိုသွေးနေတော့ဆိုဖီကစိတ်လှုပ်ရှားနေပါတယ်။ဆိုဖီကစပွဲတိုးလေးကိုဆိုဖာပေါ်မှာနှိပ်ပေးနေပြီးတော့ Vincent ကိုလာလဲခေါ်ရောတွေ့ဝင်နေတာကြောင့်ဆိုဖီကကွာရှင်းဖို့နဲ့ချင်းချောက်ပါတယ်။ Vincent လည်းသွားကြည့်တော့စပွဲတို့ကိုအင်ကြီးချွတ်ရက်သားနဲ့တွေ့လိုက်ပါတယ်။စပွဲတို့ကသူတို့လင်များချစ်တဲ့နှော်ရင်သူ့ကိုပါတမင်တကာခေါ်ထားတာလို့ထင်ပြီးပြောလိုက်တော့ Vincent တယောက်ဒေါသတွေတအားထွက်သွားပြီးသူ့ကိုမသိမချင်းရိုက်ပါတယ်။အဲဒီအချိန်သမီးဖြစ်သူ Chloe ကအိမ်ပြန်လာတော့ Vincent လည်းငါးကန်ငါးရှည်နဲ့မျက်နှာတက်လိုက်ပြီးဆိုဖီကစပွဲတို့ရဲ့အလောင်းနဲ့အဝတ်တွေကိုပါဆိုဖာနောက်ဝတ်ထားလိုက်ပါတယ်။ Chloe က Lucas နဲ့ပြတ်သွားလို့ဝမ်းနေနေတာဖြစ်ပြီး Lucas ကွယ်ရမှာ Chloe တယောက်အသားတွေခိုးစားနေတယ်လို့ထင်တာပါ။ Chloe ကဒီညတော့မိဘအိမ်မှာအိမ်မယ်လို့ပြောပါတယ်။ဒါပေမဲ့သူမကို Lucas စီသားပြန်သွားဖို့ပြောပြီး Chloe လည်းပြန်ရောအေကန်တွေကသွေးတွေကိုတန်ရှင်းကအလောင်းကိုလည်းအတူတူခုတ်ထည့်ကြပါတယ်။စပွဲတို့ရဲ့စပိန်ကိုတော့မြစ်ထဲပစ်လိုက်ပြီးဆိုဖာပေါ်အိပ်ပျော်သွားကြပါတယ်။နောက်တနေ့မှာတော့ Stephanie နဲ့ Mark ကသူတို့ဆိုင်ပျက်စီးသွားတဲ့အကြောင်းပြောတော့အားပေးဖို့သွားကြပါတယ်။ Sophie က Mark ရဲ့ဆိုင်ပျက်စီးသွားလို့အစကစိတ်မကောင်းဖြစ်နေပေမဲ့ Stephanie က Vincent တို့ရဲ့ဆိုင်သေးသေးလေးကိုလှောင်နေလို့စိတ်ပြောင်းသွားပါတယ်။ရဲရရှိကရောက်လာပြီး Vincent တို့ဆိုင်ကိုဖျက်ဆီးတဲ့သူတွေနဲ့အတူတူပဲဖြစ်နေတဲ့ဆိုတာကိုမှတ်တမ်းထုတ်ပြပါတယ်။ရဲရရှိက Vincent တို့ဆိုင်မှာရောင်းတဲ့အသားကိုတိတ်တဆိတ်တောင်းပါတယ်။ Vincent တို့ဆိုင်မှာလာဝယ်တဲ့သူတွေကတန်းစီတောင်စောင့်နေရပြီးနိုင်ပိုင်းအတွင်းမှာရောင်းလို့ကုန်သွားပါတယ်။ Sophie လည်းမနှက်ဖန်တော့အသားထည့်ရမှာပါဆိုပြီးဝယ်သူတွေကိုကတိပေးလိုက်ပါတယ်။ညနေလေရောက်ရောတက်တက်လွတ်စားတော့ဆိုင်ကစပုံမှုကိုဖမ်းခေါ်လာပြီးရေချိုးစလုံးထဲမှာတက်လိုက်ပါတယ်။နောက်ရက်တွေလည်းသူတို့လင်မယားကတက်တက်လွတ်စားတဲ့သူတွေကိုလိုက်တက်ပါတော့တယ်။ Vincent ကဒီလိုလူတက်ရတာကိုတောင်ပျော်နေပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ထင်နေပါတယ်။ဆိုင်မှာလဲဝယ်သူတွေနဲ့ပြည်နေပြီးစောင့်ဆိုင်ရတဲ့အတန်းရှည်ကြီးဖြစ်နေပါတယ်။သူတို့လင်မယားကအလုပ်အတူတူလုပ်ရင်လူသက်ရင်းနဲ့ပြန်ပြီးရင်းနှီးလာကြပါတယ်။တရက်တော့သူတို့ကတက်တက်လွတ်စားတဲ့အစွန်းရောက်သူတယောက်နဲ့အသားဆိုင်တစ်ဆိုင်ကိုသွားဖြတ်စည်းကြမယ်ဆိုပြီးတွေ့တော့အဲ့ဒီလူက Vincent ကိုမျက်နှာဖုံးစွပ်ပေးဖို့ရွှေနေတဲ့ချိန် Vincent လက်ထဲကဓာတ်ကိုတွေ့သွားပြီးထွက်ပြေးပါတယ်။နောက်ကနေလိုက်ဖမ်းမိမဲ့တောအုပ်ထဲမှာအရေးရောင်ကိုတော့မတွေ့ရတော့ပါဘူး။အဲ့ဒီအချိန် Vincent ကလူတယောက်ဖြတ်ပြေးတာကိုမြင်လိုက်တော့ Sophie ကသူ့ရဲ့ဖုန်းကိုခေါ်လိုက်ပါတယ်။ဖုံးတန်လဲမြည်ရောအဲ့ဒီလူကလက်မီထွက်ပြေးပေမဲ့လိမ့်ချပြီးတေဆုံးသွားပါတော့တယ်။သူကအကြောက်လွန်ပြီးနှလုံးရက်ကတေဆုံးသွားတဲ့ပုံစံရှိပါတယ်။နောက်တရက်မှာ Vincent နဲ့ Lucy က Stephanie Mark တို့နဲ့တွေ့ပြီးသူတို့ဆိုင်ကအသားကိုကျွေးလိုက်တော့အသားကအရသာရှိနေတဲ့အတွက်မနာလိုဖြစ်နေကြပါတယ်။ Mark ကစားနေရင်နဲ့အပိုင်းစားတစ်ခုကိုကိုင်ပြီးလို့ကြည့်လိုက်တော့ Vincent ကအမြန်လှမ်းယူလိုက်ပြီးဒါဟာလေသမားတွေကသူတို့ရဲ့တရိတ်ဆန်တွေကိုပျောက်သွားရင်ရှာဖို့သုံးတဲ့ microchips လို့လိန်လိုက်ပါတယ်။တကယ်တော့သူတို့တက်လိုက်တဲ့သူရဲ့နှလုံးခုန်လုံးမှန်အောင်တက်ထားတဲ့ဆက်ကအပိုင်းစားလေးပါ။မက်တို့နှစ်ယောက်ကသူတို့ရဲ့ဆိုင်လေးကိုဆက်လောင်ပြောင်းနေတာနဲ့ Vincent လည်းဒီတစ်ခါတော့ငြိမ်ခံမနေပဲပြန်ပြီးပြောပါတော့တယ်။အဲ့ဒါနဲ့ Mark လည်းစိတ်တူပြီးထားတူတော့နှစ်ယောက်သားလုံးထွေးတက်ပုတ်ကြပါတယ်။ Vincent က Mark ကိုရေကန်နဲ့ဆွဲချသွားပြီးနှစ်ရက်ကိုပြတ်ထက်တောင်းကိုင်လိုက်ပါတယ်။ပြီးတော့ဘာမှမစင်စားလိုက်မိပဲနှစ်ရက်ကိုဝါနေတော့ Stephanie က online မှာ Vincent လည်းရွှွန်တဲ့ပုံစံဟန်ဆောင်ပြီးထွေးထုတ်လိုက်ပါတော့တယ်။အဲ့ဒီနောက်ပိုင်း Vincent ကစက်သက်တွေရဲ့အမဲလိုက်တာတွေကြည့်ပြီးလေးလာတယ်လို့တရိတ်ဆန်မျိုးစုံရဲ့အမဲလိုက်တဲ့ပုံစံတွေကိုအပြစ်မလိုက်လို့ဖို့လေးလာပါတယ်။လူရဲ့လေပင်ကိုမွေတွေကသားကောင်ကိုရှစ်ပတ်ထားတယ်လို့ပုံစံမျိုးလုပ်ပြီးတတ်ပါတယ်။တချို့ညတွေမှာတော့ Vincent နဲ့ Lucy တို့ဟာလူသားစားပြီးစိတ်လှုပ်ရှားနေကြပါတယ်။တရက်တော့ပန်းချန်ထဲမှာအသားခင်စားနေတော့လူတယောက်ကအနှောင့်အယှက်ဖြစ်လို့ဆိုပြီးလာပြောပါတယ်။သူတို့ကလည်းသွားတော့မှာပါလို့ပြောလိုက်ပေမဲ့အဲ့ဒီလူကိုတက်လိုက်ပြန်ပါတယ်။တခါတည်းတော့တသက်လွတ်စားတဲ့ပွဲတွေစီသွားပြီးသူတို့ရဲ့သားကောင်ကိုလိုက်ရှာပါတယ်။ Vincent ကဝဝတုတ်တုတ်ကောင်လေးကိုတွေ့ပေမဲ့ကလေးတွေကိုအန်ရမပြူချင်တာကြောင့်လှည့်ထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန် Chloe ရဲ့ Lucas တို့နဲ့သွားတွေ့တော့သူတို့လင်မယားကအခုဆိုရင်တသက်လွတ်စားတဲ့သူတွေဖြစ်ပြီးစားဝတ်နေရေးအတွက်သာအသားဆိုင်ကိုဖွင့်ထားတာလို့ပြောပါတယ်။
လူကတ်ကသူတို့လင်မယားကိုတားတက်သမားတွေလို့ခေါ်ပြီးပွဲတွေကနေမောင်းထုတ်ပါတယ်။အဲဒီလိုပြောနေကြတာကိုမာကရဲ့ဆိုင်ကိုဖျက်ဆီးခဲ့တဲ့သူတယောက်ကကြားသွားပါတယ်။အပြန်လမ်းမှာတော့ဆိုဖီကသူတို့မစားကြည့်ရသေးတဲ့အသားပဲဆိုပြီးလူမဲအမျိုးသမီးတယောက်ကိုညွှန်ပြပါတယ်။ဗင်းဆန်လည်းအမျိုးသမီးတွေကိုမတတ်ဘူးဆိုတဲ့သူ့ရဲ့စီမင်းကိုဖျက်လိုက်ပြီးအနောက်ကပြေးလိုက်ပါတယ်။အဲဒီညမှာတော့ဗင်းဆန်ကအလောင်းကိုခုတ်ချင်နေတော့ဂျားကပြုတ်ထက်သွားတာကြောင့်ဆိုင်မှာဓာတ်တဲ့တစ်ချောင်းနဲ့လဲဖို့သွားတော့ရဲအရာရှိကတကားလာခောက်ပါတယ်။ရဲအရာရှိကဒီအချိန်ကြီးဆိုင်ကမီးလင်းနေတော့မို့လာကြည့်တာဖြစ်ပြီးဗင်းဆန်ကအလုံးမပြီးသေးလို့ဆိုပြီးညာလိုက်ပါတယ်။အဲဒီအချိန်ခွေးကပါဇက်ထဲမှာလက်ချောင်းကိုကိုက်လာတာလည်းမြင်တော့ဗင်းဆန်ကခွေးကိုလှမ်းအော်မိလိုက်ပါတယ်။သူကဆိုင်ကိုဖျက်ဆီးတဲ့သူတွေလာပြီးနောက်ပိုင်း trauma တွေရနေတာလို့လိန်လိုက်ပါတယ်။ရဲအရာရှိကမပြန်ခင်မှာတသက်လွတ်စားတဲ့သူတွေပျောက်ဆုံးနေတယ်လို့ပြောသွားပါသေးတယ်။ရဲအရာရှိကတခုခုကိုတန်တရားရှိနေတယ်လို့ထင်နေဆိုပြီးဗင်းဆန်ကဆိုဖီကိုပြောပါတယ်။ဗင်းဆန်ကလူမသက်ချင်တော့ပဲဆိုဖီကတော့နာမည်ကြီးလူသက်သမားရဲ့စံချိန်ကိုချိုးချင်နေဆိုပြီးပြောတော့ညင်းခုန်ကြပါတယ်။အဲဒီအချိန်တကားကနေဘယ်မြည်တော့လန့်သွားပေမဲ့လူကတ်ဖြစ်နေပါတယ်။လူကတ်ကသူ့စိတ်မထိန်နိုင်တာအတွက်တောင်းပန်ပြီးကလိုရီကိုဆုံးရှုံးရတော့မလို့ဖြစ်နေတယ်လို့ရှင်ဖွင့်ပါတယ်။ဆိုဖီကဘာမှစိတ်မပူဖို့ပြောနေပေမဲ့တကယ်တော့သူမကလူကတ်ကိုတတ်မလို့ပါ။ဗန်ဆန်ကတော့လူကတ်ကိုမောင်းထုတ်လိုက်ပြီးလူသက်တဲ့ကိစ္စတွေပြီးပြီလို့ပြောပါတယ်။ဆိုဖီကမှတ်တမ်းရုပ်ရှင်ကိုကြည့်နေပေမဲ့စိတ်မပါဘဲ TV ကိုပိတ်လိုက်ပါတယ်။ဗန်ဆန်ကတော့ဆိုဖာပေါ်မှာခွေးလေးနဲ့အတူအိပ်ပါတယ်။နောက်တနေ့ဗန်ဆန်ကဆိုင်မှာရိုးရိုးသားပဲရောက်တော့လူတွေကမဝယ်တော့ပဲပြန်သွားကြပါတယ်။ဆိုဖီကဗန်ဆန်ကိုငကြောက်လို့ခေါ်တော့ဗန်ဆန်ကသူဒီလောက်လှုပ်ပေးထားတာကိုဒီလိုမပြောသင့်ကြောင်းပြောပြီးထွက်သွားပါတယ်။ဆိုဖီလည်းဆိုင်ကိုသိမ်းဖို့လုံနေတော့သူတို့နဲ့တွေ့ဘူးတဲ့အစုံရောက်၃ယောက်ကရောက်လာပါတယ်။ညဘက်ဗင်းဆန်အိမ်ပြန်လာတော့ခွေးကကားကိုဟောင်းနေတာတွေ့လိုက်ပါတယ်။ဆိုဖီကတော့ဖန်စီခံရပြီးဆိုဖီကိုတရိတ်ဆန်တွေလို့ဆက်ဆံမှဖြစ်တယ်လို့ပြောပါတယ်။ဆိုဖီကိုတတ်ဖို့လုံနေတော့ဗင်းဆန်ကခွေးနဲ့အတူရောက်လာပြီးခွေးကလည်းစားတိုက်ခိုက်ပါတယ်။ဗင်းဆန်ကဓားကိုအမျိုးသမီးတစ်ယောက်ရဲ့ခေါင်းတတဲကိုပြစ်ပေါက်လိုက်ပြီးအမျိုးသားကိုတော့မနိုင်ပဲဗင်းဆန်ကဓားနဲ့ပြန်အချိုးခံလိုက်ရပါတယ်။ဆိုဖီကကြိုးချီထားတာနဲ့လွန်အောင်လုပ်ပြီးအသားချိတ်တဲ့တန်ချင်းနဲ့အဲ့ဒီအမျိုးသားရဲ့ခေါင်းကိုလှမ်းပစ်ကလက်စားပြန်ချေပါတယ်။ခွေးကလည်းသူ့ရဲ့ပေါင်ချံကိုတအားကိုက်ထားတာပါ။ဆိုဖီကဗင်းဆန်ရဲ့ရင်ဘတ်မှာစိုက်နေတဲ့ဓားကိုဆွဲနှုတ်လိုက်ပါတယ်။နောက်တော့မှုခင်းမှတ်တမ်းရုပ်ရှင်မှာဗင်းဆန်နဲ့ဆိုဖီအကြောင်းပါလာပြီးစတက်ဖနီနဲ့မာ့တို့ရဲ့အင်တာဗျူးလည်းပါလာပါတယ်။တကယ်တော့စတက်ဖနီနဲ့မာ့တို့ကဗင်းဆန်တို့နှစ်ယောက်အကြောင်းကိုရဲရစ်စီတိုင်ကြားခဲ့တာဖြစ်ပါတယ်။ဗင်းဆန်ပြောခဲ့တဲ့လက်သမားတွေသုံးတဲ့ microchip ကိုတန်တရားရှိပြီးမေးကြည့်တော့မှဘယ်သူမှမသုံးဘူးဆိုတာသိလိုက်ရပါတယ်။အဲ့ဒီတက်တူအပိုင်းစာလေးကြောင့်သာမဟုတ်ရင်ဆိုဖီတို့လင်မယားကိုဘယ်တော့မှဖမ်းမိလိုက်မှာမဟုတ်ပါဘူး။ဒီလိုနဲ့ဆိုဖီတို့လင်မယားလည်းထောင်နှံတသက်ကြွကျသွားပါတယ်။တရားသူကြီးကသူတို့ကိုနောင်နာရပြီလားလို့မေးတဲ့အခါဆိုဖီကနှလုံးဆက်တက်ထားတဲ့သူကိုတတ်မိတာကိုပဲနောင်နာရတယ်လို့ပြောရင်းနဲ့ပဲဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်။